အရှင်ပြသွေးလူရခြင်းရဲ့ကောင်းကျိုးကိုတဲ့ပြောပြပေးပါဗျာတဲ့အလှရှင်ကအာရှိတာတဲ့ဝယ်စားဆိုပြီးတဲ့ပတ်စံပေးရင်ရောယူကောင်းပါသလားဖေဟာတဲ့ဟောကြားပေးတော်မူပါတဲ့သွေးလှူတာအင်မတန်မှမွန်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေပဲဒါလှူဒန်းနိုင်တာလေနော်အဲ့တော့သွေးဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုထုတ်ပြီးတော့လှူလိုက်ရတာလေနော်အဲ့တော့အလှခံတဲ့ပုဂ္ဂိုလ်မှလည်းတကယ်ကိုလှူအပ်နေတယ်ဒီသွေးကိုမှမရဘူးဆိုလို့ရှိရင်ဒါအသက်ရှင်တန်ဖို့ရန်ခဲရင်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့ဒီပါရမီတွေထဲမှာဆိုလို့ရှိရင်ဒါနာဥပပါရမီဒါနာပရမတ္ထပါရမီကိုယ်လိုက်အင်္ဂါကိုစွန့်ပြီးတော့လှူတာကိုယ့်ရဲ့အသက်ကိုယ်တော်မှာပဲဒါပေးပြီးတော့လှူတဲ့ပုံစံမျိုးပေါ့နော်ဇီဝိတဒါနလို့လည်းပြောလို့ရတာပေါ့နော်အသက်ကိုပေးလှူတဲ့လှူလို့လည်းပြောလို့ရပါတယ်အင်မတန်မှမွန်မြတ်တဲ့အလှူဖြစ်ပါတယ်နော်အဲ့တော့သွေးအလှူခံတဲ့ပုဂ္ဂိုလ်မှာဒီအသက်ချမ်းသာရာရသွားသလိုသွေးအလှူရှင်တွေမှာလည်းပဲမြင့်မြတ်တဲ့ဌာနပါရမီတွေဖြစ်သွားတယ်ပြီးတော့နောက်တစ်ချက်ကလည်းပဲကျမ်းမာရေးအတွက်လည်းပဲအရန်ကောင်းပါတယ်နော်ဦးဇင်းတို့လေးလာရသလောက်ဆိုလို့ရှိရင်သွေးလှူဒန်းတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုကျမ်းမာရေးကောင်းကျိုးတွေရှိနိုင်တယ်လဲဆိုတော့သွေးလှူလိုက်ခြင်းအဖြစ်ဒီသွေးမလှူခင်မှာသွေးကလည်းရန်တမ်းပြီးတော့လှူလို့မရဘူးလေနော်သွေးမလှူခင်မှာကိုယ့်ရဲ့ကျန်းမာရေးကိုအရင်စစ်ဆေးရတယ်ကိုယ့်ရဲ့သွေးထဲမှာကူးစက်နိုင်တဲ့ယောဂတွေရှိနေမယ်ဆိုရင်ဒါသွေးလှူခွင့်မရှိဘူးเนาะအဲ့ဒီအတွက်ကြောင့်လည်းပဲကိုယ်မှာကူးစက်နိုင်တဲ့ယောဂတွေရှိမရှိဆိုတာကြိုတင်သိပြီးတော့ကိုကာကွယ်နိုင်တာပေါ့เนาะပြီးတော့နောက်တစ်ခုကလည်းပဲဒီခန္ဓာကိုယ်မှာတန်တက်တွေများနေမယ်ဆိုလို့ရှိရင်လည်းသူကထိန်းညှိပေးတယ်တဲ့နောက်တစ်ချက်ကဦးဇင်းတို့နှလုံးယောဂဖြစ်မှုကိုလည်းသူကရှော့ချပေးတယ်ပေါ့เนาะပြီးတော့နောက်တစ်ခုကဦးဇင်းတို့ဒီကယ်လိုရီကိုလည်းလောင်ကျွမ်းစေတယ်ဆိုတော့ဝေးချခြင်းတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်အရန်အဆင်ပြေတယ်เนาะခန္ဓာကိုယ်လည်းပဲဝိတ်မတက်အောင်ထိန်းညှိပြီးသားဖြစ်သွားတာပေါ့เนาะနောက်တစ်ချက်ကဘာကောင်းလဲဆိုတော့သွေးလှူဒန်းခြင်းအပြင်ဒီစိတ်ဖိစီမှုကိုလည်းပဲဒါ short ချနိုင်တာပေါ့เนาะအဲ့တော့သွေးလှူလိုက်တဲ့အတွက်ကြောင့်ကိုလှူလိုက်တဲ့သွေးနဲ့အသက်ရှင်တဲ့ဒီလူနာတွေကိုကြည့်ပြီးတော့ကိုမှလည်းပဲဝမ်းသာပီတိဖြစ်ရတာပေါ့နော်။ငါလှူဒန်းလိုက်တဲ့အတွက်ကြောင့်သူ့မှာအသက်ရှင်တန်ခွင့်ရသွားပြီဆိုတဲ့ခံစားမှုကလည်းပဲဘယ်ရာနဲ့မှမလဲနိုင်ပါဘူးနော်။ပြီးတော့ပတ်စံပေးရယူကောင်းလားဆိုတော့ကိုယ့်ကိုကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ပေးတာပဲလေနော်။အားရှိတဲ့စားတွေဝယ်စားဖို့လူကပုဂ္ဂိုလ်ကပြန်ပြီးတော့တုတ်ပြန်တာပဲယူကောင်းပါတယ်နော်။နှလုံးစိတ်ဝမ်းရေးချမ်းပါစေနော်။